မင်းရဲ့ကိုယ်နဲ့ဘွာဒီဘဝမှာတော့ဖေးရှားရပြီကွာကိုရိုနာရဲ့ကံကြမ္မာဆိုးလုံးပါလေကိုအသေးတစားစီပက်ကြွေကုန်ပြီကိုယ့်နေမှာကဘာပြတ်တယ်လို့စူညံနေပြီကွာကိုဘာဆက်လုပ်ရမလဲမရှိပါချင်းမင်းတို့ပြောနေပါတယ်ဟာငါဘယ်နှမသူရတယ်ဟုတ်လားဝမ်းသာလိုက်တကယ်ကြီးဟာကျေးဇူးပဲကွာကျေးဇူးပဲဟာမင်းရလေကွာကျွေးပါဘောငါဘယ်တော့မှမင်းတို့မကျွေးပဲနေခဲ့ဘူးလို့လေဟဲ့ကျွေးမယ်စိတ်ရအေးဘက်ကတော့ရအောင်ဘက်ဟေးဟဲ့တာဘယ်ရဖုန်းတော့တင်ငင်းစီရမေးရဲ့ဒါပကံမှာဓာတ်ပုံပြန်လို့ဝင်ပထမသူရတယ်ဟဲ့ဒါပထမသူရတယ်ဟာတဲ့ဟုတ်ပါလားငါသားမင်းဘယ်ပုံနဲ့ရဟုတ်တယ်ပြီဒါပကံလူလေးကိုတီတီပစ္စည်းဟိုတယ်နောက်ခံထားပြီးရိုက်ရတယ်ပုံရတာတကယ်လို့နင့်တဲ့ပုံနဲ့သာကိုချင်းမင်းညပထမဆရာလာရင်နင်တော့နာမည်ကြီးတော့မှာနော်ဟဲ့ဒီနာမည်ကြီးသွားပြီးကြော်ညာမယ်တို့အလှမယ်တို့ဖြစ်သွားရင်ငါတို့ကိုမေ့မသွားရအောင်နော်ဟုတ်တယ်နော်နင်နဲ့ငါတို့၃ယောက်နဲ့တငယ်ချင်းအရေးထောက်ကြည့်တယ်ဒီ၃ယောက်ကိုမေ့သွားတော့နင်တို့ဘိုက်တော့ဆွဲနေတယ်ဒီလိုကလည်းလေမုတ်စီကျော်ဘယ်စီနေမှမသိဘူးနှက်ခမ်းတာနဲ့တဲ့ပါမလားဖြစ်နေရန်ကုန်ကဓာတ်ပုံပြဲဝင်မှာငါဓာတ်ပုံကစုရမလားမရမလားမသိဘူးနင်တို့ကကြိုပြီးစိတ်ကူးနေကြတယ်ဟဲ့ကိုတငယ်ချင်းမယ်ဒီလိုမှအားပေးရမှာပေါ့အားပေးပါဟဲ့ရန်တို့ဟဲ့ပို့ကြပါလေချင်းမင်းညုံနင်းပုံနဲ့ဓာတ်ပုံပြန်လို့ဝင်လာလေပရမစုရသွားတယ်တကယ်လို့ဟာနော်တကယ်ပါပို့ကြအဲ့ဘလို့သိလဲအတူငါစီဖုံးဆက်တာဟဲ့လားနင်တော့နာမည်ကြီးပြီတဲ့ငါမပြောလားဒီလိုဖြစ်လိမ့်မယ်လို့ချင်းမင်းညုံကငါ့ကိုမာသေးတယ်ဘာပါသေးလဲဒီရပိုင်းကပကောင်လာခဲ့ဦးမယ်ဟုတ်လားအေးကဲတိတ်လေပြောမနေနဲ့ဦးချင်းမင်းညုံရဲ့ဓာတ်ပုံပြန်ဝင်မှာနေကပရမစုရတဲ့အတွက်နာမည်ကြီးအောင်ပါဒါကြောင့်ဒီညငါ့ကိုဆိုင်မှာလိုက်ကြွေးဟုတ်တယ်နင်ဓာတ်ပုံရင်တော့လေငါတို့ကဝိုင်းပြီးအလှပြင်ပေးထားတာငါတို့လည်းပါငါတို့လည်းကြွေးရမှာနော်ဟုတ်တယ်ငါတို့လည်းကြွေးရမယ်ကျွေးပါမယ်ကဲကျွေးမယ်ဆိုရင်လည်းသွားမယ်လာဖေးရပကံရောင်းစာတိဖြစ်ပြီးတမျိုးပကံမှလည်းမွေးရလို့လည်းပြောသေးတယ်ဒီပကံတို့တယောက်တည်းပကံမရောက်ဘူးသူဖေးရတမျိုးလေပကံသွားချင်တယ်ဖေးနောက်မှတော့ပါသမီးဖေဖေရတဲ့အလုပ်ကြီးရှုပ်နေကုမ္ပဏီမှာကလည်းဖေဖေမရှိလို့ဖြစ်ဘူးသမီးဖေးရလည်းပြောလိုက်ရင်ဒီတိုင်းကြီးပဲဒီတစ်ခါတော့မရအောင်နော်သမီးဖေးစကားဆိုအမြဲနားထောင်ရတာသမီးဆန္ဒဆိုဘယ်တော့မှဖေးမလိုက်ရောဘူးကဲပါသမီးလေးရဲ့သမီးလေးတိတ်သွားခြင်းပကံကိုဖေဖေလိုက်ပို့ရမယ်ကျင်းနေပါလားဖေးတကယ်ပြောရနော်တကယ်ပြောတာပေါ့တော်မတော့ဖေးကဟောဖေးသမီးလေးပကံစားလို့ရှိရင်လေကိုချမင်းကိုပါခေါ်ရမယ်နော်သမီးသဘောပဲလေခေါ်ခြင်းလေးခေါ်ခဲ့ဟုတ်ပြီခုရဲ့အတွင်းသားအကံသွားဖို့စီစဉ်ရှိတယ်ဆိုတော့သမီးလည်းဆင်ပြေတော့သားရဲ့ဓာတ်ပုံလုပ်ငန်းလည်းဆင်ပြေတော့အောင်သမီးနဲ့ဒီပကံလိုက်သွားလိုက်ပေါ့ဟုတ်တယ်ကိုချမင်းကိုချမင်းအတွက်အမြတ်တစ်ခါလေးနည်းမစီစဉ်နိုင်မယ်နော်နောက်မှအေးစစ်စီမှာနည်းနည်းကျွန်တော်လည်းဒီမှာဓာတ်ပုံကိစ္စတွေတက်နေတယ်မရအောင်လှမ်းရမှာပဲကိုချမင်းကိစ္စအောင်ဆိုလိုက်မလိုက်တော့ညစိတ်ဆိုးမှာကဲပါသားရဲ့သမီးလေးစိတ်ချမ်းသာအောင်လိုက်သွားလိုက်ပါတော့ကြမင်းကိုသမီးလေးစိတ်ဆိုးနေဦးမယ်နော်ဟုတ်တယ်လားမင်းတို့မင်္ဂလာပွဲမစီခြင်းခင်တကူကြီးဖျားတွေပူရတာဆိုအတိတ်နဲ့မကောင်းတော့ပေါ့လိုက်သွားလိုက်တော့ကဲဖေဖေနဲ့မေမေတို့အဲ့လောက်တော့လိုက်စီခြင်းနေတယ်ဆိုရင်လေကျွန်တော်လိုက်တော့လိုက်ပါမယ်ဗျာဟေးအဲ့လိုမှပေါ့ကိုချင်မင်းရဲ့အဲ့ဒါကကြည့်တော့ဗျာကျုပ်သမီးကတခါတလေကြာရင်ခလေးစိုးကြီးလိုပဲဗျာကိုချင်းမျိုးကလာမယ်ဆိုပြီးဖုံးဆက်တာလေအခုထိရောက်လာပြီးတော့လုံများရှုံနေတာမသိဘူးအေးကွာဒီကောင်ဒီရက်ပိုင်းတွင်ငါးစီလည်းဖုံးမဆက်ဒီကောင်လာမယ်ဆိုရင်ငါ့ကိုကြိုးပြီးဖုံးဆက်တတ်တယ်ငါကိုချင်းမျိုးကိုအားကြတယ်ကွာငါတူ့တူစုပြီးရအောင်ပြန်ဖို့ဝင်တာကြိုးစားနေပါဟဲ့ကိုတကြဟာအဲ့ရောက်ချင်းမင်းတို့ဟာမင်းလာမယ်ဆိုရင်ကြိုးလဲကြောင်မကြောက်ဖုံးလဲမဆက်ဘူးဘလို့ပြရတာလဲကွာကဲလာပြောစမ်းပါဦး
ဟေးကွာအားဖြစ်ကပြောချင်တော့ ဟာဟဲ့ဘာလို့ဖြစ်လာလဲမပြောလို့မရဘူးအောင်ပြော ဒီလိုကွာဟာပကံကိုလာကနေရမ်းမှာမင်းကြီးတောင်ဆေးစက်လိုက်ရတယ် ဟာဘယ်လိုဖြစ်ရတာလဲကွာ ဟေးကွာငါဘွားကံကြမ္မာဘယ်လိုနားလဲရမှန်းတော့မသိတော့ဘူးလူကြီးမိဘတွေစီစဉ်အောင်စိတ်မကောင်းလက်ခံလိုက်ရတယ်ငါဘွားကန်ဆိုးတော့မှာကွာ ဟာဒါဆိုရင်မျက်နှာသူတော့ကျွေးပြီ ဟေးကွာငါလည်းအဲ့ဒီအကြောင်းကိုတွေးပြီးဘယ်လိုလုပ်အောင်လဲမသိတော့ဘူးဖြစ်ချင်တော့ငါလည်းစိတ်ဆက်တဲ့မင်းလေးအဖေကဒီညောင်းစာတိရဟာသူသမီးကပကံကိုဘုရားဦးသွားခြင်းလေဆိုပူဇော်တယ်ငါတို့နဲ့ရောက်လာခဲ့တာခုတန်တဲ့ဟိုတယ်မှာထားခဲ့ပြီးမင်းတို့စီလာခဲ့တာ ဟာဘယ်လိုတွေဖြစ်ကုန်လဲကွာဒီအကြောင်းတွေကိုမျက်နှာသူမသိအောင်ဖုံးထားမှဖြစ်မယ် ဟုတ်တယ်ဒီเจ้าတို့မျက်လုံးတို့လုံးဝမသိပါစေနဲ့ကွာငါပကံမှာနေရမယ့်အခြေကိုဘယ်လိုကောင်လို့အောင်မှမသိတော့ဘူး ဒီလိုဒီမှာလည်းအနက်ကြားမလို့ပါနဲ့ဘကန်လူဓာတ်ပုံမလို့လွတ်လွတ်ကားတော့ အေးမင်းတို့အနက်ကြားလောက်တာနဲ့လေသူခင်ဗျအတွေးချက်ပြီးတတိလက်သွားအောင် နင်တို့တော့စောစတိမဟုတ်တန်းတရားကြီးပြောနေဒီလိုဆိုင်ဖွင့်ပြီလား မပွင့်ရသေးလေတွားရင်းနဲ့နင့်ကိုတွေ့လို့မလား ဖမ်းပြလို့သူငါတို့ဆိုင်ခွေးပြီးမျက်စိပြန်လာခဲ့ ဟုတ် မှာ တယ်ငါတို့နင့်ကိုပြောကြရင်အများကြီးရှိတယ် ဆိုင်ဖွင့်ပြီလည်းမလာကြပါနဲ့စစ်စစ်တင်ပါနင်တို့ငါမျက်စိတောင်လို့ လာပါတော့ပြောတိုင်းများရှင်လာပါရဲ့နော်နေလက်ဆက်ပြီးစိတ်ကူးရင်တော့တွားပြီတွားမယ် မင်းမာလာတဲ့ဖေတွေရောက်နေပြီတဲ့သွားကြည့်လိုက်နော်ပြီးဖိတ်စားဒီရွှေရုပ်ဖေးရရဘယ်လိုတက်ခဲ့ရလဲနော် ဒီရွှေစည်းကုန်ကြီးနိုးထားပြီးစတိတ်ဒီဖျားကြီးတည်လို့ပြီးပြီနိုးထားပြီးနိုင်မစား ဟုတ်ပါ ဟုတ်တယ်နိုးထားပြီးနိုင်ရဆံပြီးရဲ့နောက်ကျန်စစ်သားမင်းကြီးလက်ထက်ကြပါမယ်ဒီရွှေစည်းကုန်ဖျားကြီးဟာပြီးမြောက်အောင်လုပ်ခဲ့ အေးလေခင်းချက်ဒီငါဥစားတီဆိုတော့ဒီပကံရောက်တဲ့အကြောင်းကိုသူသိနေတာ သိတာမို့သမီးဖေဖေတို့ငယ်ငယ်တုန်းကဆိုရင်ဒီဖျားကြီးပေါ်မှာနိုင်ငံသားတွေကိုအင်္ဂလိပ်လိုမြန်မာလိုဒီဖျားကြီးရဲ့အထုပ်ပတ်ကြီးဂိတ်လို့ရှင်းပြပေးတယ် ဟေးသမီးစောင်းတော့ခတ်ပူတာလေဒီရွှေရုပ်ဖေးရမှာရေရိုက်တစ်လေးတစ်ခုရှိရဲ့တဲ့အဲ့ရေရိုက်တစ်လေးကိုမဟုတ်ဘူးလို့ရှိရင်ဒီရွှေရုပ်ဖေးရရဲ့ဟုတ်ဖြစ်နေရတယ်အဲ့ဒီလိုမျိုးရှိရတယ် ဟောဒါလားကိုချန်လေးကတ်ထားတယ်သမီးတို့တော့ဖူးလိုက်ကြပါဦးဖေဖေဒီဆောင်ထဲမှာသွားနားလိုက်ပဲကဲပါအောင်သူဟာမင်းအောင်သူမို့လား ခက်မောတကယ်ချင်းဝမ်းတိုက်တာကွာ ဝမ်းသာတယ်ကွာ ကဲအင်းစီစကားပြောအောင်ထိုင် ဒီဟောဦးဟာမင်းကဘဲနဲ့ဘဲကိုပေါ်လာမင်းကမတွေ့ရကြပြီနော်အခုရောဘယ်မှနေလဲ ငါပကံထွက်သွားပြီးတယ်ရန်ကုန်မှာအခြေချခဲ့တာကွာဟိုမလေးငါသမီးဘေးကတငယ်လေးကတော့ငါသမီးနဲ့မကြခင်မှာလက်ထပ်တုံးမယ်သရူသားလုံးပေါ့ကွာ ဩအေး ကဲတကယ်ဆိုင်စင်မှာလက်ဖိတ်တော်ရင်းနဲ့စကားဆက်ပြောကြတာပေါ့ကွာ ခေါင်းနေပေါ့ကွာ ကဲတော့မယ် ငါတိုက်ပါပါကွာ ဟောရပါတယ်ကွာ ကိုချင်းမင်းညခုမှတတိရတယ်ကိုချင်းနဲ့ပကံလာတော့ဟာလေညတော့တနခါဝယ်ခဲ့ရဒီရွှေစည်းကောင်ပြန်ဆိုခဲ့ရအားဆိုလို့ရှိရင်ညက်ကိုလိုက်ဝယ်ပြီးတော့ညက်ပကံရောက်တော့တနခါဝင်အများကြီးဝယ်သွားကြတယ် ဟိုပြန်မဝင်လိုက်ပါလားညက်ရ ဟာမရဘူးကွာမျက်လို့ရှင်တော့ကွာလိုက်ဝယ်ပြီးကွာလိုက်ချက်ပြီးကွာဘယ်တော့လဲဘယ်ဆောက်သွားနေလဲမသိဘူးဟဲ့လား
ချင်းမင်းနဲ့မြန်ဖဲဖဲတောက်ပါဖေးကိုပြန်လာမှတခြားနော်အဲ့ဖက်နော်ငါပါကွာဖိုက်ပါကဖေးပါ ကျမကိုတနခါတော့နဲ့နှိုင်းပြီးတင်စားခဲ့တဲ့ကိုချင်းမင်းညိုရဲ့ကျမရှင့်ကိုအရန်လွမ်းနေပြီရှင်လွမ်းလို့ကျမသေတော့မယ်ရှင်ကျမရှိကိုအမြန်ပြန်လာခဲ့ပါနော်ဟဲ့ဘာတနခါတော့လိုက်တော့ဝယ်အောင်လားငါဆောင်တော့ထိုက်ခက်ပြီလားဟာတနခါဟဲ့ရလေတနခါလေးတွေ့ရအောင်လေတနခါရောက်ဝင်လိုက်တာတော့မလေးဘာရှင်မတနခါဆက်လာလဲငါအများကြီးမှလည်းရှော့ပေးနော်အဲ့ဆိုလို့ရှိရင်ဒီကအတွဲနှစ်တွဲရဘဘကအတုံးနှစ်တွဲညီမလေးကိုအားလုံးဘယ်လောက်ကြာလဲ900အဲ့ဆိုရှိမယ်နော်မလေးငါအများကြီးပါပဲ9ရောက်တော့ရှော့ပြီနော်ကျေးဇူးပဲကဲချင်းမမြောက်တာတော့ပြေးပြီမလေးကျေးဇူးပဲလားခါလိုက်လာပြီတော့မှာ你们好，表妹。你那样不干嘛去也好的这个人，好。他们老那不干嘛啥是他表的去，不干嘛那对，咋的过去不？အဲ့ဒါမင်းမပြတ်သားလို့ဖြစ်ရတယ်။မင်းဆုံးဖြတ်ချက်တွေမခိုင်မာလို့အခုလိုဖြစ်ရတာ။ ဟာအဲ့လိုလည်းမပြောနဲ့လေခုကိစ္စကလူကြီးတွေကိုဘယ်လိုဆန်းနိုင်ဖြစ်သွားငါတို့တို့တမင်အသေးကွဲအောင်ဖန်တီးတာမှမဟုတ်တာ ဟာတမင်ဖန်တီးတာမဟုတ်ပြီမဲ့အခုဖြစ်တဲ့ဖြစ်ရကမြန်တို့သူအတွက်ရမ်းထိကြိုက်တယ်လို့ကွာအဲ့ဒါအောင်မင်းတို့သိရတယ်။နောက်ပြီးတို့ကကြားရဲမကောင်းဘူးပေါ့ကွာ ဟုတ်ပါလေကွာမင်းပြောတာမှန်ပါတယ်ဟာရှံမောကနေတမင်တက်လာပြီးအကွက်တွေစင်းညနိုးရဲ့အဆက်နဲ့ပိတ်ခါကြောက်လာလို့သူဖြစ်နေတာညနိုးလူချင်းတော့တောင်းမှမသိတော့ဘူး ဒီအခြေအနေကိုရောက်လာမှတော့မင်းဘာမှလုပ်လို့မရတော့ဘူးခေကောင်မြန်တို့သူနဲ့ပတ်သက်ပြီးမင်းဘာမှစဉ်းစားမနေနဲ့တော့ စဉ်းစားလို့ရအောင်ဟဲ့ရင်မတဲ့ဝင်ကြည့်တော့မှာကွာနေတဲ့စင်းတဲ့ကပိုးပူလောင်နေဘောနားလည်းပြီးတော့တကယ်ကြီးဟာ ဟေ့ဓာတ်ပုံစရာချစ်မင်းညိုဆိုတာမင်းလား တန်းကြမင်းဘယ်လိုဖြစ်လာလဲဗျာ ဟေ့မင်းဝင်မပါနဲ့ငါဒီကောင်နဲ့စရင်ရှင်းနေတာဟေးငါမှမြန်လို့သူစိတ်ဆင်းအောင်လုပ်တဲ့ကောင်ဆိုတော့ဘယ်တော့ဝင်ပါလဲဆန်းကြောင်းဘယ်တော့ဝင်ပါလဲဘယ်တော့ဝင်ပါလဲဘယ်တော့ပြောဝင်ပါလဲရောငါတက်စီရတာဆန်းကြောင်းတက်စီရတာဘယ်တော့ဝင်ပါလဲဘယ်တော့ဝင်ပါလဲ
年龄是小兵哦，这些人们，他这样的呀，他这几年的多没？要带，要带，要带，这样没了，还要这样没了，这样没了，来，别理他了，我再见了，哎呀，我再见，我再见了。呀，咱家恐怕3千15的哇，没多了哇！别动，金牛，小天公的，没注意我打上一把，妈妈看到了，没让你看到，我弄下来了，快点，帮我爸当家吧。来，这个开点嘛，哇！让我下去。我说，别没事，我现在来，帮忙。လောက်တောင်စိတ်မကောင်းဖြစ်ပြီးငုံနေပါနဲ့သမီးရဲ့သမီးလေးအခုလိုငုံနေတော့မမေပဲစိတ်ကောင်းနိုင်ပါမယ်သမီးကကန်ဆိုးလို့မှမမေရဲ့မမေဆုံးမထားလို့ဒုက္ခနဲ့တောကတွေပဲကြုံရစိတ်နေနေရတယ်သမီးဆိုရင်တော့ဖြစ်ကြီးအကြုံလာတယ်ကိုချင်မင်းတို့သမီးပေါ့သမီးလေးလူတိုင်းတောကဆိုတာဘယ်ကြုံကျင်ပါမလဲဘဝဘေးကံကြမ္မာမကောင်းဘူးလို့သဘောထားပြီးဖြေလိုက်ပါအဓိကသမီးလေးစိတ်ချမ်းသာဖို့ပဲဟိုအကြောင်းဒီအကြောင်းတွေတွေးနေနေတော့နော်တိတ်ပါသမီးရေချင်းမညိုမင်းကိုစောင့်နေတာတော်ပဲကွာ ဘာဖြစ်လို့လဲ မနေ့ကမင်းဘာဖုံးဆက်တယ် ဘာကိစ္စလဲဆက်လာလဲ မင်းအမိမူးလေးသွားလို့ ဗျာ အေးဟုတ်တယ်မင်းဘာရန်ကုန်မြန်ပြန်လာစေချင်တယ် ဒါဆိုအမေချင်းနေသိမကောင်းဘူးနဲ့တူတယ်ဟုတ်လေကျွန်တော်အမြန်ဆုံးပြန်ရင်လည်းဗျာ အေးကောင်းတာပေါ့နောက်မှပြန်လာကြမယ်မင်းအမိကျမ်းမကြီးအဓိကပဲ ဒါဆိုကျွန်တော်အမြန်ပြန်ရအောင်နော်ဟိုကျွန်တော်လေလမ်းမှာသွားစီစဉ်လိုက်တော့ အေးကောင်းကောင်း ကဲဖေးသူတို့လည်းဝေးစားစီစဉ်ရအောင် ငါမပြောဘူးလားရန်ကုန်သားတွေရဲ့အချစ်ဆိုတာဒုတမမြမရွာတဲ့မိုးပြေးလိုပါပဲလို့ဆိုအခုမှန်နေပြီမဟုတ်လား ဒီယောက်ျားတစ်ယောက်ရဲ့လှည့်စားတာကိုခံလိုက်ရတဲ့မင်းတို့သူရဲ့သွားဘာတွေပြောမလဲမသိပါဘူးဟာ ငါတို့တငယ်ချင်းနဲ့တနာပါတယ်ဟာသူခမရရှက်ပြီးစိုင်းတောင်မဖွင့်နိုင်ဘူးဘယ်လောက်များခံစားနေရလဲမသိဘူးနော် အေးဟဲပဝါပါကိုကြက်သားထုတ်တော့ဆုံးရတယ်လို့တရားသားကိုရီးစားလုပ်တော့လွမ်းရပြီပေါ့ဟဲ့အဲ့ဒါကြောင့်မင်းတို့ကငါပြောတာပေါ့ယောက်ျားလေးနဲ့မိန်းကလေးနဲ့တွေ့ရင်မိန်းကလေးဘက်ကအရာရာရှုံးတာပဲလို့ဟမ်ရှုံးလို့ပဲဖြစ်ဖြစ်တုံးလို့ဖြစ်ဖြစ်ကိုချင်းမင်းညိုနေနဲ့ဒီလိုမလုပ်သင့်ဘူးလို့ငါထင်တယ် ဟုတ်တယ်ဟာအခုလောက်သွားပုံကညနိုးသူကိုချစ်မင်းညိုကတက်အသေးခွဲသလိုဖြစ် ခွဲသလိုမဟုတ်ဘူးတတ်ကိုလာလောက်သွားတာငါဒီလူနဲ့တွေ့လို့ကတော့ပြောဖို့ပြစ်အောင်ပါ အဲ့
အဲ့လောက်တော့ဒေါသကြီးနေကြပါနေဟဲ့နောက်တော့လေအဆင်ပြေသွားမှာပေါ့ အမလေးမထင်ပါနဲ့ကျမတို့တငယ်ချင်းတော့ကျမတို့ပဲတည်တယ် ဟုတ်တယ်အမဒီအဖြစ်ကြောင့်ညနိုးသူကယူသွားနိုင်တယ် ဖြစ်နိုင်တယ်ညနိုးသူကရေးစားလက်တကားမှထားဘူးတာမဟုတ်ဘူးဆွဲလန်းလဲကြီးတယ်စိတ်တစားဖြစ်ပြီးတေးတော်တေးသွားနိုင်တယ် မင်းရဲ့ကိုကြမ်းမလေးကိုယူဆိုင်မှာပေါ့တွေးပေါ်ချင်းနေစေအိမ်မှာရှိနေတာပဲစိတ်မှန်တောင်းပါဦးမင်းရဲ့ အန်ဒီခုဘလူနေသေးလဲတက်တာပါလား တက်တာတော့ပါပဲတမီး ကဲဘောင်းလို့သားပါလေကွာခီးအောင်ဆိုင်ပြီးတန်းလာတာဆိုသူ့လူကဝင်မဲ့ထင်မှု ရပါတယ်ကိုကကျော်ရေအာနာစီမလို့ပေါ့အေးကဘဲချင်းပြန်ပြန်ရပါတယ် ကိုအောင်ရဲ့အိမ်ပြန်လို့ရပါပြီကျမလည်းကျမလေးကောင်းတော့ပါ ဟိုအန်ဒီအချောင်းကိစ္စရှိလို့ရှင်သမီးစီပုံဆက်အောင် အေး ကဲဖေးရသူတို့လည်းပြန်ကြရအောင်နော် ခိုင်းသမီးတို့လိုက်ဖို့လိုက်ပါ ဟုတ်ကဲ့ အန်ဒီခွင့်ယူပါဟုတ်ခွင့်ယူပါ ဖျားရွေးရောမှသည်ကိုချင်မင်းညိုပေါ်မှာတစ္ဆာမပြတ်ခဲ့ပါဗျာဤတစ္ဆာတရားမှန်ကန်မှာကတပည့်တော်မကြီးရင်ထဲမှာပူလောင်နေတဲ့အပူမီးငြိမ်းအေးရပါလို့ဤဖေဟာ ဟဲ့သမီးလေး ရှင် သမီးလေးရဲ့ရှင်ထဲမှာပရိဒီဝတောကမီတွေတောက်လောင်နေပါလား သမီးရဲ့ရင်ထဲမှာအရန်ကိုပူလောင်နေပါတယ်သမီးကိုကဲနိုင်ခဲ့ပါပါရဲ့ အေးအဖလည်းလောကီအပူတွေကိုကြောက်လို့သူတော်စင်ဘဝနဲ့ကန္နာကြီးလှည့်လည်နေတာကွငါသမီးရှင်တွေကတောက်လောင်နေတော့တောကအပူမီတွေငြိမ်းသွားဟောဒီအောင်တပြေပန်းလေးကိုယူဒီအပေရတနာဖះမှာလှူလန်းပြီးဆုတောင်းလိုက်ပြီတော့သမီးလေးကဲ ဟုတ်တယ်တော်လေးဟုတ်သမီးလေးရဲ့ဘယ်သွားလို့ဘယ်လာမှမသိအမေပြစိတ်ပူလိုက်ရလားလာအိမ်ပြန်ကြအောင်လား သမီးအိမ်ကိုလည်းမပြန်ညဘူးဆိုင်ကိုလည်းမပြန်ညဘူးသမီးဒီဖျားမှာပဲအေးစစ်စစ်နေတယ်လေ အိုးဘယ်ဖြစ်လဲသမီးရဲ့သမီးအစားလည်းမစားဘူးအိမ်လည်းမမှန်ဘူးကြာရင်သမီးကျမရေးထိခိုက်တော့မှာပေါ့မိမိစကားကိုနားထောင်မှသမီးရဲ့နော်ဒါပြန်အောင်သမီးလေးလား ဟုတ်ပါမမရအိမ်မြန်ကြအောင်နော်ဟုတ်ဒီလိုနေရာမျိုးကမိန်းကလေးတယောက်တည်းနေရဘလို့မှမသိတော့လို့နော်ပြန်မယ်နော် ဟုတ်တယ်မြန်လို့သူနင်ပြစ်ချင်တဲ့ဆန္ဒတွေပြေဝသွားငါစူးစမ်းပေးပါမယ်ဟာနင်အိမ်ပြန်လိုက်ခဲ့ပါနော်နင်ခုလိုကြီးဖြစ်နေရင်နင်လည်းစိတ်ဆင်းရဲရတယ်နင်အမေလည်းပူဝင်တော့ကောင်းမှုတွေရောက်နေလိုက်ခဲ့ပါတကယ်ကြီးလာပြန်လိုက်ခဲ့ပါ လာပါသမီးရဲ့ မပြန်လိုက်တော့နော်နော် လာပါမိမိစကားကိုနားထောင်မှသမီးရဲ့လာသမီးလေးလာသမီးရဲ့လိမ္မာနဲ့လာ ပြန်လိုက်တော့ ဟာဘာလို့ဆွဲပါအောင်နင်တို့ကလည်းဒီကလည်း ဟုတ်လားဟုတ်လား ဗျာအချင်းမင်းညုံနဲ့စေးဆက်ထားတဲ့ကောင်မလေးကမျက်နှိုးသူနဲ့ညီမရင်းနေဟုတ်လားဗျ ဟုတ်တယ်ဗျာ ဟာဇလန်းနေကဘယ်လိုတွေဖြစ်ကုန်ပြီလဲစောစောအဖေကျွန်တော်ဘာလို့မပြောခဲ့တာလဲဖေရဲ့ ဒီကိစ္စကပြောတိုင်းကောင်းတာမဟုတ်ဘူးတာရဲ့ပြောလိုက်လို့အတွင်းကြည့်တော့ကောင်းတာပေါ့အဲ့ဒီလိုမဖြစ်ပဲကိုမဖြစ်တဲ့ဖြစ်သွားရင်မကောင်းဘူးအဲ့ကြောင့်အဖေပြောခဲ့တာ မျက်နှိုးသူအဖေနဲ့အဖေကငယ်တငယ်ချင်းနေဟုတ်လား ဟုတ်တယ်ကွာဟိုတော်ကရွှေစုံဖျားမှာပြန်တွေ့ခဲ့ကြသေးတယ်အဲ့ဒီနေ့မှာပဲသူ့သမီးအကြီးမနဲ့ချင်းမင်းကိုစစ်သက်ထားတယ်ဆိုတာဖေသိခဲ့ရတယ် ဟာဒါဆိုရင်မျက်နှိုးသူခံစားနေရတဲ့ဝေဒနာတွေထွက်ပေါက်ရလို့ရညာချင်းမင်းညူစီကျွန်တော်သွားပြောမယ်ဖေဒီကောင်နဲ့လဲရှင်းစရာပြောစရာတွေအများကြီးကျွန်တော်မှရှိတယ်ဖေကျွန်တော်မနေ့ကရန်ကုန်ဆင်းမယ်
ချင်းမင်းညိုဟာဖုဒရဘယ်တော့မှရောက်တော့ဝက်လာတယ်တော့လာခဲ့မထိုင်တော့မင်းစီကိုငါလာတာထိုင်လို့လာငါပြောချင်တဲ့စကားကြီးဒီနေရာမှာငါပြောပြီးငါခုပြန်လာဟာဟဲ့ဘယ်လိုဖြစ်တာဘယ်နဲ့မလဲအိမ်မှာမရှိပါဘူးငါမင်းလာကိစ္စတွေပြင်သွားတယ်အေးမင်းကတော့တခြားမင်းကလေးတယောက်နဲ့ရွှေလက်တွဲဖို့ကြည်နူးနေတဲ့အချိန်မှာတစ်ချိန်ကမင်းသိချစ်လှပါတယ်ဆိုလေပကံလူလေးမြန်လို့သူမင်းနဲ့တစ္ဆာဆိုခဲ့တဲ့အပေရတနာဖျားမှာမင်းကြောင့်အသေးကွဲပြီးယူနေပြီကွာဟဲ့လေတို့ယူနေပြီဟာလာရောငါကြောင့်လောက်ခံလာပြီးဖြစ်သွားတယ်ဘာမတည်ဘူးပါရောအဲ့လောက်တယ်ကားဒီပုံစံအတိုင်းဆိုညလုံးကိုယူပြီးတည်သွားနိုင်မှာကွာတော်ကွာတော်ဟဲ့ငါတကယ်ချင်းအခုလို့ဖြစ်ရမင်းကြောင့်မင်းမပြတ်သားကြလို့အခုလို့ဖြစ်ရပြောပါအမေကတိတ်တော့ပြောပါအမေကတိတ်တော့ပြောလိုက်ပါငါကညမတော့ဝီးစီးတာပါကွာငါညမတော့ခုချိန်ကြီးမြတ်တော့ဘယ်သူမှမရှိသေးဘူးငါသားနေတာဒါပဲအခုချိန်ဒီညနိုးသူပေါ်မှာမင်းအချင်းမရောနေဘူးဆိုတော့ငါပြောချင်တဲ့စကားတွေကိုဖွင့်ပြောတော့တော်ပါလေခင်ဗျာဘယ်လိုလုပ်လဲပါငါဘောကူလို့အရင်မိုးကျက်နေတယ်ဟုတ်တော့ပါလေတကူတော့ပေးပါအခုမင်းနဲ့စီးစက်ထားတယ်မြင့်မြတ်သူကညနိုးသူနဲ့ညီမရင်းနေကွာဟာဘယ်သူဘယ်လိုပြောရလဲဟုတ်တယ်မချင်းအဲ့ဒီမြတ်နိုးသူဆိုတဲ့သမီးလေးဟာပကံမြို့တိကမညိုရဲ့သမီးဆိုဦးရဲ့သမီးအရှင်းပါဟုတ်တယ်ဦးနဲ့မညုံနဲ့ကွဲတဲ့အချိန်ကသမီးအကြည့်မြင့်မြတ်သူက3နှစ်အရွယ်ပဲသမီးငယ်မြတ်နိုးသူက9လသမီးနှုတ်စုအရွယ်ဦးလေးတို့ကွဲခဲ့ကြတယ်ဆိုတာအန်တီညိုတို့ဘက်ကရွှေကုံမျိုးကိုတနာမှန်တက်လို့ကွဲခဲ့ကြတယ်ဆိုတာဟုတ်လားအေးဟုတ်တယ်ကွာငါတို့ဇက်ကြောင်းနေမင်းအဖေငါတငယ်ချင်းခတ်မောင်ကြီးကအစအဆုံးသိတာပေါ့ကွာအဲ့တုန်းကငါလည်းဆင်းရဲသားမာနမညိုတို့ဘက်ကလည်းပိုက်ဆံရှိတယ်တတိမာနပေါ့ကွာအဲ့ဒီလိုမာနတွေထားခဲ့လို့တနေ့မှပြဿနာတွေတက်ပြီးသမီးအကြီးမြင့်မြတ်သူခုတ်ပြီးရန်ကုန်ထွက်လာခဲ့တာအဲ့ဒီအချိန်ကစပြီးဒီနေ့အထိဆိုပါတော့ကွာဖေးသမီးညီမလေးနဲ့မေးလို့တွေ့ကြတယ်ဖေးဟုတ်ပါရဲ့ကျွန်တော်လည်းမြန်လို့သူအရန်တွေ့ချင်တယ်အဖေအမေနဲ့ပြန်ဆုံလိုက်ရင်သူတော်တော်ဝမ်းသာသွားမှာပဲအေးကွာဦးလေဦးမိမနဲ့သမီးလေးကိုတွေ့ချင်တာပါပကံအများဆုံးသွားကြတာပေါ့ဟိုရောက်တော့မညုံရှင်းပြရမှာ
ရတာဘွဲကြီးကျေးဇူးတော်ကျေးဇူးတော်ရပါကျေးဇူးတော်ကျေးဇူးဘာမှမစိုးရင်ပါနဲ့အကြိုင်မှာလူနာတတိယလာပါလေ ဟုတ်ကဲ့ပါရှင် ဆရာတမီးလေးမစိုးရင်ဘူးနော် မစိုးရင်ပါဆရာမလူနာကိုဆေးထိုးအစီအစဉ်ပြု ဟုတ်ကဲ့ဆရာလူကချင်းနေစိုးရနေတာလေဆရာ မစိုးရင်ပါကျွန်တော်ဆေးထိုးပေးတာအကြိုင်မှာတတိယလာပါလေ ကျေးဇူးတင်ပါဆရာကျေးဇူးတင်ပါ နောက်ခွင့်ပြု ဖြစ်ပါစေနဲ့မြန်တို့ရဲ့မင်းကိုမမြင်ရင်တော့ဘူးလားကွာမင်းမမြင်ရင်လည်းကိုယ့်ရဲ့မျက်နှာကိုမင်းမမြင်ရအောင်ကိုမင်းရဲ့ကိုယ့်ရမှာပဲနေပါမှာကွာသမီးလေးသမီးတတိယနော်မလေးတရပါလားဟုတ်တယ်သမီးလေးဒါသမီးရဲ့မမမြင်မြတ်သူလေဟုတ်ပါညီမလေးမမသမီးဟိုမှာသမီးဖေဦးအောင်သူတဲ့ဟုတ်ပါတယ်သမီးလေးသမီးရဲ့ဖေပါသမီးလေးတည်းရအောင်နော်သမီးမသိတော့မပြောတော့မလေးနဲ့ခုလိုမပြန်ပြရတယ်ရမလာတယ်လားကိုချစ်နေတယ်ကိုချစ်မင်းရှိခိုင်းနေမှာလေမတော့ခေါ်ပြောနော်ကိုချစ်မင်းပြန်လို့အချိန်တည်းလို့ရှိတယ်တတိယရရတာတတိယလာပြီဖတ်လာလိုက်ကြဗျာဟုတ်တယ်ခုပဲတတိယရတာငါညီမလေးစီတော့ကိုလိုက်တော့ဒီမှာပဲစောင့်နေပါလေဟာလာပါဦးညီမလေးကမင်းနေလိုက်ခဲ့ပါလိုက်ခဲ့ပါညီမလေးမင်းနေဟ
ဆက်လာကြပြီပဲကိုချင်းမင်းညောအမောင်မချစ်ဘူးတဲ့ဒီမလေးကိုပဲချစ်တယ်တဲ့ကဲညီမလေးနဲ့ကိုချင်းမင်းညတို့ဒီပကံကတကူကြီးဖျားတွေမှာညီမလေးတို့တိုင်နေခဲ့တဲ့သစ္စာတွေတတဲလုံးခံရပါစေလို့ဒီမှာစတောင်းပါလေကွယ်She